စီးပွားရေးလုပ်ပြီးတော့မကြော်ညာခြင်းဟာအပေါင်တွေကနေကောင်မလေးတယောက်ကိုမျက်စိမိတ်ပြနေတာနဲ့အတူတူပဲဆိုတော့ကျွန်တော်သိကြိုက်တဲ့စကားလေးရှိတယ်ဒီလိုပါပဲစီးပွားရေးလုပ်ပြီးတော့ marketing မလုပ်ခြင်းဟာအပေါင်တွေကနေကျွန်တော်တို့အနေနဲ့ကောင်မလေးတယောက်ကိုမျက်စိမိတ်ပြနေတာနဲ့အတူတူပါပဲအဲ့တော့ marketing ဆိုတာ marketing ကိုအဓိပ္ပာယ်ဖွင့်ဆိုမှုတွေအမျိုးမျိုးရှိတယ်အဲ့ဒီကကျွန်တော်သိကြိုက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုကအလွန်ရိုးရှင်းတယ် marketing ဆိုတာဝယ်သူဖန်တီးမှုဖြစ်တယ်ဒါကြောင့် marketing တက်မြောက်ထားရင်မျိုးတို့ရဲ့လုပ်ငန်းအသီးသီးတော့ဝယ်သူတွေကိုကျင့်ဝတ်တဲ့အညီမှန်ကန်စွာဖန်တီးနိုင်မယ်စီးပွားရေးလုပ်ငန်းဆိုတာဝယ်သူရှိမှရပ်တည်နိုင်တာဖြစ်တယ်အဲ့တော့ marketing ဆိုတာစီးပွားရေးအတွက်မှမဟုတ်ဘူးလုပ်ငန်းတိုင်းအတွက်လူဘဝအတွက်ကိုယ့်ဘဝအတွက်အောင်မြင်မှုမှာလည်း marketing ဟာအလွန်အရေးကြီးအဲ့တော့ marketing ကောင်းမှုလို့ဘယ် professional ပဲလုပ်လို့ marketing ကောင်းမှအောင်မြင်မှာဖြစ်တယ်ဘာဖြစ်လို့လဲဥပမာကျွန်တော်တို့ရဲ့ idea ဘလောက်ကောင်းကျွန်တော်တို့ရဲ့ idea ကိုလူတွေကိုရောင်းနိုင်မှကျွန်တော်တို့အောင်မြင်မှာဖြစ်တယ်အဲ့ဒါလေးကိုသတိချက်ဖို့လိုအပ်တာဖြစ်တယ်ပြီးတော့ကျွန်တော်ခဏပြောတယ်နယ်ပယ်တီးတီးမှာထိတ်တန်းရောက်အောင်မြင်နေတဲ့သူတွေကိုကြည့်ကြည့်လိုက်သူတို့နယ်ပယ်တီးတီးမှာသူတို့ပညာရက်တွေကနံပါတ်1ဟုတ်ချင်မှဟုတ်နံပါတ်1ဖြစ်နေတဲ့သူတွေကိုကြည့်ကြည့်လိုက်ဒါပေမဲ့သိကြတယ်သူတို့ရဲ့ marketing ကတော့နံပါတ်1ပဲဆိုတော့လူချင်းတို့အနေနဲ့ဘဝမှာအောင်မြင်ခြင်းအောင်မြင်မှုပညာကိုသင်ရမယ်ပျော်ရွှင်ခြင်းပျော်ရွှင်မှုပညာကိုသင်ရမယ်လို့ဆိုသလို marketing ပညာဟာလည်းလူချင်းတို့ဘဝအောင်မြင်မှုအတွက်မဖြစ်မနေသင်ယူထားမယ်ပညာတစ်ရပ်ဖြစ်ပါတယ်အဲ့တော့ marketing ပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမဲ့ certificate in modern marketing သင်တန်းပေါ့ marketing သင်တန်းအခြေခံ marketing သင်တန်းကိုကျွန်တော်တို့အခု9လပိုင်းမှာဖွင့်နေမှာဖြစ်ပါတယ် online သင်တန်းဒီအခုလာမဲ့9လပိုင်း15ရက်နေ့အင်္ဂါနေ့စတင်မှာဖြစ်ပြီးတော့ online ကနေတလတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးတက်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ online သင်တန်းသင်ကြားမဲ့ပုံစံကတော့နေ့စဉ်ကျွန်တော်တို့ recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ပြန်တင်ပေးမှာဖြစ်တယ်အဲ့ဒါ recorded video တွေဖြစ်တဲ့အတွက်နေ့တိုင်းတလားတိတိနေ့တိုင်းတင်ပေးမှာဖြစ်တယ်တလားပြည့်သွားလည်းမပူနဲ့သင်တန်းကာလတလားပြည့်သွားတဲ့တိုင်အောင်နောက်6လတစ်နှစ်လောက်ထိကျွန်တော်တို့ group ကိုမဖြတ်ပဲထားပေးမှာဖြစ်တဲ့အတွက်အထက်ထပ်ပြန်ကြည့်နိုင်ပါအဲ့တော့ကျွန်တော်တို့မြည်သူမဆိုကိုအားတဲ့အချိန်မှာတက်ရောက်နိုင်ပါတယ်နိုင်ငံရောက်နေတဲ့သူတွေလည်းအပါအဝင်ပေါ့နော်ကျွန်တော်တို့ကနောက်အပတ်စဉ်တနင်္လာနေ့ည8:00 နာရီတိုင်း Zoom application ကနေကျွန်တော်နဲ့ဓာတ်ရိုက် live တွေ့ပြီးတော့မေးခွန်းတွေမေးမြန်းနိုင်မှာဖြစ်တယ်အဲ့တော့ live lecture မှာလူချင်းတို့ကိုကျွန်တော်တယောက်ချင်းညံချင်းဆိုင်တွေ့ပြီးမေးခွန်းမေးရတယ်လို့မေးခွန်းတွေမေးနိုင်တာဖြစ်တယ်မေးခွန်းနောက်ဖြေပေးတယ်အဲ့တော့သင်တန်းတက်နေနဲ့လူချင်းတို့ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အဲ့တော့အဲ့ဒီ live lecture ကိုလည်းမတက်ဖြစ်ရင်လည်းမပူနဲ့နောက်ရက်မှာကျွန်တော်တို့ recorded video ကို Facebook group ရော Telegram private channel မှာရောပြန်တင်ပေးမှာဖြစ်တယ်တနင်္ဂနွေတလပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ online